Minglawa, hello, hola, konnichiwa. Hey guys, this is my first vlog. YUFA ရဲ့ first year second semester ရဲ့ first day ကိုရိုက်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျောင်းတက်ခေပြင်ဆင်ပုံလေးကိုပြသွားမှာဖြစ်ပါတယ်။ပေါ့ပါလေးပဲ like ပါကြည့်ရှုပြီးခံစားကြပါအောင်ရှင်။အဲ့တော့ဒါရတော့ first semester တော့စာအုပ်တွေပါ။ဒါပေမဲ့အခုထိုင်အကုန်မျိုးကို major 3 အုပ်ကိုယူမယ်။ English ပါ major တန်းဒီ major 3 အုပ်ကိုအကုန်မျိုးတကယ်ချင်းလည်းတယောက်တော့ခွဲပြီးတယ်မယ်။ तू က2 အုပ်တယ်မယ်။ကိုကဒီအထူး1 အုပ်တယ်မယ်။ဒါလည်းတယ်မယ်။လွယ်ရင်မှာစာအုပ်1 အုပ်ပဲပါမယ်။ဒါတော့အရင် semester လွယ်ပါပဲ။ Listening, speaking, reading, writing, grammar major 3 အုပ်ရှိပါတယ်။စာအုပ်1 အုပ်ပဲယူရမယ်အလဲကောင်းမှနေ။ဒါတော့ library cover တစ်ခါလုံးရင်နှကရတယ်။ဒါပေမဲ့စာအုပ်တစ်ခါမှမငါဘူး။တော့ကျုံတဲ့နေရာမှာပဲတင်ရတာ။ဆိုင်ကျန်းကနေကြရင်ငတ်မှာဆိုလို့ကြိုပြီးတော့ပတ်စံထည့်ထားပါတယ်။ဒီထွက်မလားနဲ့။ဒါတော့ကျောင်းသားကပ်ပါ first semester တော့ကပ်ပဲအသိမရသေးဘူး။ကောင်းကောင်းဝင်နေတော့ညနေညနေနေဘာတော့စွန်းတဆန်လုံးမထုတ်ဘူးဒီစွန်းအိတ်ထဲမှာပဲထားတော့မှဒီတဆန်ကုန်မှအိတ်စွန်းအိတ်ထဲကပြန်ထုတ်မယ်ဒါတော့အသက်ကင်းနှခမ်းကြီးနှစ်ဘူးယူထားပါတယ်ဆက်ပေးပါမယ်ထားကြအောင်မမေးစားအောင် Hello မုံမဆွေမြန်တော့ပါရပြီတော်ပြီပြန်ဝင်တော့ Love you guys tissues ပြီးခဲ့တဲ့တဆန်လုံးကို tissue မသုံးနဲ့ဖြတ်တန်းခဲ့ပါတယ်ရေဆိုရင်ထမိန်နဲ့တုပ်တယ်ထင်းရတော့ tissue ပန်ကိုယူထားပါတယ်အနီးအမဲပြီးတော့ဘာယူရင်ကောင်းမလဲလို့ကြည့်လိုက်မယ်ဟုတ်တာပေါ့အပြာယူရမယ်နောက်ထပ်အပြာတစ်ဆောင်ထပ်ယူမယ်ဟုတ်ပြီဒါပထမ၄ချောင်းနောက်ထပ်ဘာလို့သေးလဲဆိုတော့ပြည်တန်လိုတွေပြည်တန်ယူမယ်ပြီးတော့ခေတ္တပေါ်မယ်ခေတ္တပေါ်ပြန်ထွက်ပြေးနေလာခဲ့လားပြီးတော့ဘာယူရမလဲချက်ရှာလိုက်တော့တွေ့ပါပြီအစိမ်းကြီးသွားတွေ့တယ်အဲ့ဒီအချိန်ရလက်ဆောင်ရထားပါဝယ်ထားမှာမဟုတ်ဘူးအခုဒီမကုန်သေးဘူးကိုယ့်ကိုဝယ်ထားဆိုတာတိတ်မရှိဘူးပြီးတော့ပါထက်ယူရမလဲလို့ကြည့်လိုက်တဲ့အခါမှာ CD မှာကသွားတွေ့တယ်ရှောက်ချင်မလေးပြီးတော့ဒါက highlighter ချေရမယ်လို့မရှိတော့တွေ့တဲ့ခုံရှောက်ချင်မယ် highlighter တွေအများကြီးယူသွားတယ်တွေ့ကြရကုန်ရှောက်ချစ်ပြင်ထောင်သွားတာနော်မဟုတ်တာမလုပ်ဘူးတကယ်ထောင်သွားတာ Oh my god စာအုပ်ကတုပ်ထဲပါတယ်ဆိုရင်ပဲပောက်ရတွေရှောက်ထဲတော်တော်လေးသွားပြီအဲကျောင်းသွားဖို့တော့လွယ်ကအစင်းလေးဖြစ်ပါပြီအလားပြင်ပါမယ်အိုင်လိုင်နာဆိုထားတာဘေးညာ Office of a day shorty me yeah love မြန်မာစာကုံကြီးထွက်လို့မြန်မာစာတီချေကလက်ဆောင်ဝယ်ပေးထားတဲ့ငွေလက်ကောက်လေးပါ Star ကြီးကြေကောင်းမလေးပါ uno dos tres cuatro တင်းပါ made me so easy that with your selfie your mind you ran me ဒါလေးကတော့ဝေချင်းလေးပါဝေပြားလေးတွေ yeah every night we are having a conversation you make my dreams so amazing yeah maybe like she need jolly brown in the little chest တယောက်ဖြစ်ယူထားနေပါဒီလေးဖြန်းနေအခန်းလေးဖြန်းနေတကဘာလုံးကိုလိုက်ဖြန်းမယ်ရင်ကို yeah yeah office of the day yeah yeah office of စီမတော်ပြလို့ရှိတာနဲ့ထည့်ထားတယ်ဒါကချက်ဦးကျော်အရာတည်းပြီးတော့ဒါကငချောက်ကတမယာရင်းနဲ့စီနဲ့အစိမ်းလာတာပါလူမျိုးလုံးစားကြည့်ပါဒါတော့ ready ဖြစ်ပြီဆိုတော့သွားပါတော့မယ်တတ်တာပါ Hey, bang her with that text. She's my number one. ပါပြီ YUFL မှာတက်လီကရှိပါတယ် UFL is not a chain ဟုတ်တယ်အရင်တော့နှစ်လာမှာပါအခုနှစ်လာတော့မယ်ဒါတော့အခန်းမှာအကျောင်းမှာမိုးတော်ရွာနေတာပေါ့နော်ဟိုရှေ့ရွာမနက်ထဲကကျောင်းမှာတော့အင်္ဂိုက်တော့မယ် first period ပြီးတော့ပါ first period မှာစာရအများကြီးတင်ပါတယ်ဖိုက်ကြလာပြီဒီခါမှာမယ်
ဒါကတော့ရေခုံးစင်းတာပါ You always have to say for your cameras, camera. You want to take all the slides that you never understand. No, mama now let's put that no. Okay, understand. ဖတ်ပြီးတော့ယူတာ အဲ့လိုတက်လီကပတ်စင်းနေတာပါ ဒါတော့ဘယ်သွားနေရ၆သွားနေရပါတော့၆သွားနေရမဟုတ်ပါဘူးကနေကဟိုးဘက်မှာကနေမသွားဘူးကနေသွားတဲ့ရုပ်တွေမဟုတ်ဘူးမင်းဆိုင်စားတဲ့ရုပ်တွေဒါမိုးရွာနေရမိုးရွာနေရထီးမပါလားအဲ့တော့ညောက်ခဲ့ အစင်ရှာ အစင်မရှိဘူးဒီမှာဖန်ကွဲစားရပဲကောင်းပါထော့စတိုင်လန်ကိုသွားပါမယ်ဒါထော့စတိုင်လန်လို့ခေါ်ပါတယ်မအဝိုင်းပတ်ကြီးနဲ့ဒါကတော့တော်တော်လှနော်ဝါယူဝက်ဖန်နေပြီးတော့မောင်လေးတွေကိုကြိုးဆိုပါရယ်ညီမလေးတွေကတော့ဖြစ်စင်တာဖြစ် မောင်လေးမသေးဘူးညလေးပါလေအဲ့နဲ့ကောင်လေးစားလိုက်ပါ အမ UFO ရ တက်လို့ရမှာ UFO လာပါ ရန်ကုန် University of Foreign Languages အပတ်စံမပါပဲနဲ့လက်ကားစားမဲ့ရုပ်ဒီဆိုင်ဝက်ခေတော့စားရမဟုတ်ဘူး လုံးတာဘူးလက်ထပ်ထည့်ဦးလေးနိုင်ခဲ့လေ ဒီဟာထွက်ပေါက်ဝင်လို့မရဘူးဝင်မောင်းထုတ်လိုက်တယ် ဒီနေ့ကချောနေ အေးဟုတ်တယ် တော့ကျောင်းခရက်တဲ့နေမလို့အဲ့လိုမျိုးကျောင်းခရက်တဲ့တွေလိုမျိုးစောရထားရပြင်တာ ဒါတော့မိုးရွာထဲမှာနေသားနေရပါနေဖယ်ရီမရှိဘူးတိုင်ပတ်နေ သူဝင်ပြည့်ဆက်ယူ ဝမ်ပြန်စီဝမ်ပြန်စီတဲ့ရုပ်မဟုတ်ဘူးလမ်းလျှောက်မဲ့ရုပ် ဝင်ပြည့်စီရဲ့ရုပ်ပါငါတို့ကဟာရရမယ်ဆိုရင်ဟိုဝင်ပြည့်ဆောင်နေတယ်ဝင်ရဖယ်ရဲ့ဟိုပါပေါ့ ဒါကြီးကအဲ့လိုမျိုး ဟောဖယ်ရီ ဖယ်ရီရှိပါတယ် အဒီလိုက် ဒီချိန်ဝါယူဝက်ဖက်ကိုလာတတ်ပါ ရိုမန်တက်ကာဖေး အော်သူက Chinese major မ English major 大家好hello page ပြင်လာပါတယ် less than Chinese together with you ဆိုရင်ဟောလေးလို့ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် အပြည့်အစုံတော့ဖြစ်တာ ကျေကောင်မလေးကကျေရင်ရှိတော့ပါဘူးကျေတွေအကုန်လုံးဒီမှာ ဟုတ်ကဲ့ တောင်းရကတဲ့ထဲတာ ရှိပါ ပြပြန်တွဲမှာဆောင်းနာညီ တင်လေးလာကြိုက်လို့ရတော့ ဝါယူဝက်ဖက်မှာအဆင်မရှိပါဘူးကျမတို့အဆင်ကြီးအများကြီးလိုအပ်နေပါတယ် ပြဝ2ရက်ပဲရှိပါတယ်လာကြိုက်လို့ရပါစင်နေပါ promotion temporary singer we are waiting so long ဟုတ်ပါလာနိုင်တော့ Let's go to about that. About my program ရှိပါတယ်။ကျွန်တော်ရိုက်လို့ရတယ်။ basketball ဆော့လို့ရတယ်။ volleyball ဆော့လို့ရတယ်။စိုက်တာဆော့လို့ရပါတယ် လူကလည်းပြီးကြတာအကုန်ပလေးလို့ရပါတယ် ။အเจ้าမှာမျိုးသားအင်အားနည်းတယ်။ဒါပေမဲ့အတွဲအများကြီးရှိတယ်။ပေါ်ဆောင်ထပ်ကနေကြည့်မယ်။အောက်ထပ်မှာထိုင်ခံနေရမရှိဘူး။တွဲရင်ပေါ်ဆောင်ထပ်ကိုပြမယ်။ဒါတော့ရခိုင်မှာလေးပါ say hello in ရခိုင် say hello in Chinese 你好我好 ပေါ်ဆောင်ထက်ကနေစီတော့ပြီးကြတာပဲတော့ဦးထမစာတင်နေတဲ့တာဇန်မလေးတွေပါ 我的眼里都是你，甜甜蜜蜜，You know what I mean。对你说我喜欢你，我们一起牵手去旅行。 Our health and fitness article writing style ကိုတွားပြီးတော့ live ပြီးမှရှာမယ် first day ဆိုမှစတင်ရတယ် Hey guys believe me first day မှာစတင်ရပါတယ် အိမ်ပြန်ပါပြီရန်ကုန်ရဲ့အလှတရားရတဲ့တစ်ခုဖြစ်တဲ့မီးကြိုးတွေပါ It's not so bad. It's
been playing with the bands like Ditto. Oh, we at bottom, real quick playing it. Hey,